ကျွန်တော်တို့ဒီ BMW တွေပေါ့နော်ဒီ model အမြင့်နေပဲဖြစ်အနှိမ့်နေပဲဖြစ်ကျွန်တော်ဒီ battery ကနေပါစားထိုးတဲ့ခါကျရင်ကျွန်တော်ဒီ engine မထိခိုက်အောင်ပေါ့နော်ကျွန်တော်ဒီ RPM limitation တွေမှာထည့်ထားပေးတာပေါ့နော်ပြောရင် RPM ကို lock ခတ်ထားတာဘယ်လို lock ခတ်ထားလဲဆိုရင်ပုံမှန်ဆိုရင်ပြကျွန်တော်တို့ဒီ14000နေပြီးရမှာပေါ့နော်ဒါပေမဲ့တကယ်တမ်းဆက်လို့ရှိရဒါ model အနှိမ့်နေနော်2010ဒီပိုင်းလည်းပါတယ်ပေါ့နော်ကျွန်တော်ရင်ခဏခဏဖြီးပေးဘူးတဲ့ဒါဆိုရင်ဒီကောင် RPM 8000မှာ lock ခတ်တာပေါ့ဒါဆက်လို့လိုက်တယ်ဒီဘက်ကလုံးဝအလုံးမလို့အဲ့လိုပုံစံပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က14000အောင်ပြည့်အောင်ဖြီးရမှာပေါ့နော်အဓိကသူတို့ပြောထားတာပေါ့ဒီကောင်ဖြီးမယ်ဆိုရင်အရင်ဆုံးဘာလုပ်ကြမလဲကျွန်တော်ဒီ engine wine တွေအစ်စ်ပြန်လဲပေးရမယ် filter တွေပြန်လဲပေးရမယ်အဓိကတော့ကျွန်တော်ဒီ engine မထိခိုက်အောင်ကာဝယ်ပေးရတာပေါ့နော်ကျွန်တော်ဒီပုံမှန် engine တစ်လုံးကအစ်စ်ဆိုရင်ကျွန်တော်ဒီတန်ပုံတန်စတွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကလုံးဝဖောက်ထုတ်တန့်စင်အောင်ဖောက်ထုတ်ပြီးရောမှဒီ RPM ကျွန်တော် limit ဖြစ်တာကို unlock ပြန်လုပ်ကြမှာပေါ့နော်အကုန်ရတဲ့ရနည်းနည်းလေးမြင့်တယ်လို့လုံးဝ performance နဲ့ခေါ်သွားမှာပေါ့နော်ကျွန်တော်ဒီတော့တွေကျွန်တော်ဒီလုံးဝအတော်တွေစမှုတွေပို့ပြီးမိုက်သွားမှာပေါ့နော်ဒါလက်ရှိသူရဲ့ model ကဒီကောင်ဆိုရင်2025ကူလာပိုင်းပေါ့နော်2025 2026ပေါ့နော်အဲ့ဒါကျွန်တော်ဒီ software update တင်မယ်2026 software update တင်မယ်ပြီးရင်ကျွန်တော်ဒီ RPM limitation ကိုဖြုတ်မယ်ပေါ့နော်မဖြုတ်ခင်မှာတော့ကျွန်တော်ဒီ owner ကိုတော့ကျွန်တော်ပြောပြရမှာပေါ့နော်ဒီ engine wine တွေfilter တွေလဲပြီးမှ RPM limitation ကဖြုတ်မှရမှာပေါ့နော်ဒါပေမဲ့ဆိုရင်ဖြုတ်လို့ကအဆင်မပြေဘူးပေါ့နော်အဲ့ဒါဟိုချက်ပြောရင်းနဲ့ကဲဗီဒီယိုလေးဒါညီကိုလေးတီအောင်တင်မိတာပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်